လာအစင်မြင်လားကို ပြေးကြီးလေး ဟာ ဟဲ့ဘာလဲအဲ့ဒီကောင်ငါညူညက်ပေးဦး ပုံစံမတူကြည့်တဲ့ပုံစံမျိုးလေးပေါ့နော်ဟုတ်ဟုတ်အော်ကိုအေးလေးတောင်းအေးတော့ဝယ်ပြီ ဩအေးငါမေးနေတာဘာလဲငါညူဒါလည်းလောက်မင်းကောင်းလေးတော့ညက်ပေးတော့ဒီဇိုင်းလေးပူစမ်းပါနဲ့အေးပြီးတော့ငါညမနေ့ကအင်တာဗျူးရှိတယ်โอเคနော်โอเค ဟာ ဒါကျွန်တော်မူးရအကောင်းပြောင်းညက်ပေးမယ်โอเคနော် ဟုတ်ကဲ့ပါ ပညာကြံသေးတယ် ဟောကျန်သေးညက်လေ ပညာကြံသေးတယ်ကွာ အော်ကျန်သေးညာလို့ ပညာလေးကြံသေးတယ် ကျန်ညာ ပညာလေးကြံသေးတယ်ဗျာ တော့ကကျန်ညာလို့ပြောနေတဲ့ဟာ ပညာကြံသေးတယ်ဒါပေမဲ့စပင်းကမကြံတော့ဘူးဗျာ စပင်းတပင်းမှမရှိတော့မနက်ကကျရင်အင်တာဗျူးသွားပြရလို့စပင်းပုံသွင်းပါလေဆိုတော့တပင်းမှမရှိဘယ်နည်းတော့တောင်းတော့စိတ်ပါ